အရေးကြီးရှိလွန်လို့သမရရဲ့ဂုဏ်ပြုမှုရရှိခဲ့တဲ့အောင်စပူလွတ်တော်မှာဖျော်ဖြေနိုင်ခဲ့တဲ့အောင်စပူကအခုဆိုရင်သမရကြီးတယောက်လာတဲ့ပွဲမှာတော့ဖျော်ဖြေခွင့်ရသူဖြစ်လာပါပြီဒီပွဲမှာအောင်စပူကခက်ခဲတဲ့ရုပ်သေးကပညာရက်ကိုအထူးပွဲကြီးတစ်ခုမှာကာပြဖြော်ဖြေခွင့်ရရှိခဲ့တာပါသူရဲ့လှုပ်ရှားမှုတိုင်းကစက်ခုံပေါ်မှာကျိုးဆွဲခံနေရတဲ့ရုပ်သေးရုပ်လေးတရုပ်တိုင်းအသက်ဝင်လုံလာကြောင်းတပွဲလုံးမှာရှိတဲ့ပရိသတ်တွေပါမြတ်တောင်မခတ်တန်းငင်းဝကြည့်ရှုရလောက်အောင်မြင်ခဲ့ပါတယ်အောင်စပူရဲ့ထူးချွန်တဲ့စွမ်းရည်ကိုမျက်ဝါးထတွေမြင်တွေ့လိုက်ရတဲ့အခါမှာတော့နိုင်ငံတော်သမ္မတကြီးကိုရိုင်းကလည်းသဘောကျပြီးတော့အတိမတ်ပြုဂုဏ်ပြုခဲ့ပါတယ်သမ္မတကြီးရဲ့ဂုဏ်ပြုမှုကဆိုလက်တွေထအများကြီးပို့ပြီးတော့မြင့်မြတ်သလိုအနည်းမြတ်ရှင်တယောက်တော်ဘဝမှာဂုဏ်ရဆုံးသောဂုဏ်လုံးဆောင်မတိုင်ကြီးတစ်ခုပါအောင်စပူရဲ့ဘဝစကြောင်ကိုပြန်ကြည့်ရင်အားကြတူစရာတွေနဲ့ပြည့်နေနေပါတယ်မိဘတွေရဲ့ကျေးဇူးကိုတည်တက်ပြီးလေမြေတွေရဲ့တန်ဖိုးကိုအင်ဂျီတလုံးနဲ့တနေ့အတွင်းပြန်ဆက်ခဲ့ပြီးပညာရှင်တွေကိုလည်းတန်ဖိုးထားလို့နေစရာကြီးကိုကောက်ွယ်ပေးခဲ့ပါတယ်ဇတ်တပိလောကရဲ့ဖခင်ကြီးတွေကိုလည်းရဟန်းခံပြီးတော့ဆရာသမားတွေကိုကာရဝပြုခဲ့ပါတယ်မိမိလိုနေပါဖြစ်နေတဲ့ရုပ်တည်အကားကိုလည်းလူကြိုက်များအောင်ပြုလုပ်ခဲ့ုံသာမကအခုဆိုရင်နိုင်ငံတော်သမ္မတကြီးရဲ့ဂုဏ်ပြုမှုကိုပါပိုင်ဆိုင်ခဲ့ပြီးဖြစ်ပါတယ်အောင်သူရဲ့အနည်းမြတ်စွမ်းနေမကသူရဲ့ကျေးဇူးတည်တဲ့စိတ်ထားလေးကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်သူရဲ့ကျေးဇူးတည်တဲ့စိတ်ထားလေးကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်တရဏကြီးကွန်ပျူတာလက်ဆောင်ပန်းစည်းကိုရရှိခဲ့တဲ့အောင်စပူကဒီဆက်ပို့ပြီးတော့အောင်မြင်တော့မှလားသူ့ကိုကြော်မဲ့သူပေါ်လာအောင်မလားဆိုတာ comment မှာပြောခဲ့ပြကြပါအောင်ရှင်အစားစားရရလိုက်ဝေဖန်ခံနေရတာမို့အစားစားတောင်အခုလိုမိုးဝမီရဲ့ဖြစ်နေကြတဲ့အောင်စပူမင်္ဂလာပရိသတ်များရှင်လွန်ခဲ့တဲ့နေ့ကမန္တလေးဦးသိန်းစော်ရဲ့တပင်နှစ်50ပြည့်ရွှေတုပွဲစာနယ်ဇင်းမိတ်ဆက်ပွဲမှာအောင်စပူပြုလုပ်လိုက်တဲ့အမှုရာလေးကြောင့်ပရိသတ်တွေကြားပြောစရာဖြစ်သွားခဲ့ပါတယ်။တည့်တဲ့အတိုင်းပဲအောင်စပူကသူ့ပါလို့ပါကန်ကန်မျက်စိတစ်ထောက်ကြည့်ပြီးတော့မှဝေဖန်တာကိုခံနေရတာဖြစ်ပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့တဖြည်းဖြည်းနဲ့စိတ်ညစ်နေတဲ့ပုံပါ။ဒါကြောင့်မလို့အစားစားလီကိုတော့ရဲတင်းတင်းနဲ့သူ့ပုံစံတိုင်းမစားရတော့ပဲမြင်းနဲ့တူတယ်ပါနဲ့တူတယ်ဝေဖန်ခံရမှဆိုတဲ့အတွက်ခရင်လေးနဲ့တစ်ဖက်ချင်းစီဖဲ့ပြီးတော့မှလက်ကလေးကိုအုတ်ခါစားနေရရှာတာပါအဲ့ဒါကိုမြင်ပြီးမှသူ့ပရိသတ်တွေကသူတို့မင်းသားလေးကိုတနာသွားကြပြီးတော့ပါလို့ဝေဖန်ခံနေရတာကြောင့်ဘာစားစားအစာစားတာလေးတောင်မှအခုလိုမဝင့်မရင်ဖြစ်နေရှာပြီလို့တယုံနာတက်စွာပြောလာကြပါရီဝေဖန်သူတွေကလည်းအဲ့လိုအခြေအနေမှာတော့ရအောင်ဝေဖန်သေးတာပါအစားကိုအဲ့လိုကြီးလက်နဲ့ဥစ္စာနီးစရာမလိုပါဘူးယောက်ျားလေးဖြစ်ပြီးစားတဲ့ပုံစံကနှွတ်တဲ့နဲ့